ဒီပြဿနာရှင်းပြီလားဒီပြဿနာကိုရှင်းပြီလက်ပံကြောက်ပေါ့နော်ဝယ်လားမေတော့အိမ်မှာကိုတော်ဦးနဲ့ပြည်နေပါတယ်ကိုတော်ဦးနဲ့ပြည်နေကြတော့အဲ့ဖုန်းနေဆက်ကြတယ်ဘလို့ဝယ်လဲညှက်ပေးမယ်လို့ပြောလို့ပေါ့နော်ညှက်ပေးမယ်လို့ပြောတဲ့အတွက်မို့ရှင်းတာပါဒီမြင်နော်ဒီလိုမျိုးဟာမျိုးဒီလိုအောက်ကဟာတွေမလို့ချင်ပါဘူးဒီလိုမျိုးမိမိလေးပေါ့နော်မနေ့ကဖတီဟိုတနေ့ဖတီမညက်တယ်လို့ပေါ့လက်ပံဟိုအောင်မှာဒီလိုအမြင်လေးတွေပဲလိုချင်ပါတယ်အမြင်လေးတွေကြီးယူတသက်ညှက်ပြီးတော့ဒီလိုအမြင်လေးတွေကြီးတသက်ညှက်ပေးပါညှက်ပြီးတော့တခါလေအချောက်ကိုမှဝဲပါတယ်တပိတ်တာကို2000ခွဲစေးပေးပါတယ်ရှင်တပိတ်တာကို2000ခွဲစေးပါအိမ်ကနေမှအလုံးမရှိရဲ့ဟိုကအလုံးမရှိလို့ပြောမှာနော်ချစ်ရတဲ့သူတွေများလက်ပံကြောက်ကိုဖုံးဆက်ဆက်ပြီးတော့ဒီကဖြေလိုက်ပြီးဒါမျိုးညက်ပေးပါတခါလေတက်တော့မှပြပေးပါရှင်ဒါမျိုးလေးမြင်လေးပဲလိုချင်ပါတယ်ဒါမျိုးလေးညက်ပေးပါရှင်ဒါမျိုးလေးညက်ပင်တပိတ်တာကို2000ခွဲနှုံးနဲ့ဝယ်ပါတယ်ရှင်တပိတ်တာကို2000ခွဲပါခါလိုက်ရအပွင့်နေပေါ့နော်အပွင့်တော့မပေါ့ဟိုရွက်တွေနဲ့ပုံမှန်တိုင်းလက်ပံကြောက်ဆိုရင်တပိတ်တာကိုနေတင်3000အိမ်ရောက်ဖို့9000ပါအခုကအဲ့ဒီလက်ပံကြောက်တဲ့ဘလို့မှညက်မနိုင်တဲ့အတွက်အော်ဒါတွေမနိုင်တဲ့အတွက်ပေါ့နော်ဘိုးတော်ပြည့်နေတဲ့နားပြီးတော့ဒါမျိုးညက်ပြီးသားလေးလည်းညက်ပေးမယ်ဟိုရောင်းပေးပါလို့ပြောလို့အတွက်ဈေးကတအားกว่าတယ်2000ခွဲဈေးပါချင်းပုံမှန်အပွင့်ဆိုရင်9000သေးဒါ2000ခွဲသေးပါဒါမျိုးလေးတော့ညက်ပေးရမယ်ကြီးမတက်ပြန်တာဒါပြန်ပြီးရှင်းရအောင်ပါနော်ဒါတော့မှဒါအိမ်မှာညက်တဲ့ကိုယ့်ကိုညက်တယ်တော့ပြန်ရှင်းရအောင်ပါအဲကြောင့်ဟိုပေါ့ဥပမာပေါ့နော်လက်ပံကြောက်ကလည်းပြစရာမလိုဟိုအပွင့်ပေါ့နော်ခဏရလားဒီမရှင်းဒီမနော်ဒါမျိုးဝယ်ရင်အိမ်ရောက်ကို9000ဝယ်ပါတယ်ဒီလူလေးပြလူလေးလာခြင်းတယ်အိမ်ရောက်9000ဝယ်တဲ့အခုကျဒါတွေကကိုတော်ဦးနဲ့ဒါကြီးပြည့်နေတဲ့မဲ့ဒီလိုလေးပေါ့နော်ဒီလိုလေးကိုမှဒီနားလေးမှဒီလိုလေးကက်ကြီးနဲ့ညင်ဒီလိုအမြင်လေးဖြစ်သွားပါတယ်ကိုကကက်ကြီးကရှားမှာကိုဒီလိုလေးပြပြပါနော်အိမ်မှာချေရတဲ့သမီးရှင်များလက်ပတ်ကြောင့်ဝယ်လာဒီလိုလေးညက်ပေးပါအရင်သိပြီးမှကောက်ွယ်ချင်းဒီလိုလေးညက်ပေးပါဒါမျိုးလေးမလို့ချင်ပါဘူးဒီခေါင်းတွေမကြိုက်လို့ပါဆိုတော့ကိုယ်အကြိုက်ချင်းမတူပေါ့နော်မာလို့စိတ်သားကြောင့်လည်းမတူတော့အားကြဒါမျိုးလေးလိုလေးညက်ပေးဒီလိုအမြင်ဖြစ်ပါတယ်ဒီလိုလေးပဲကက်ကြီးလေးနဲ့လိုလေးညက်လိုက်အောင်ပါနော်ဒီဂလက်ဆိုညက်လိုက်အောင်ပါကက်ကြီးရှိလိုက်ရကြရှိတယ်ခဏရလားရတယ်အဲ့ရမရတော့ဒီမဲ့ဩတခါလေးပြရမယ်ပေါ့နော်ဒီမဲ့ဒီလိုလေးဒါလေးမဒီလိုလေးညက်လိုက်အောင်မယ်ဩဒါဆိုရင် तू ကလေအကြံပေးပြစီစိုးတဲ့အချိန်မှာညက်ရင်ပို့ပြီးတော့မသက်တာရနော်ဒါကက်ကြီးသုံးလို့ပေါ့နော်ဒီလိုလေးပဲညက်လိုက်ရမှာပဲအဲ့ဒါဆိုတပိတ်တောင်2000ခွဲပါဒီလိုအမြင်လေးပဲယူပါတယ်ရှင်ဒီလိုအမြင်လေးပဲယူပါတယ်ဒီလိုဟာဆိုမယူပါဘူးဒီလိုလေးအမြင်လေးဒီဒါဆိုဒီအမြင်လေးပြန်ညက်ရမှာပြန်တန့်မှာပေါ့နော်ဒီမဲ့ဩဒါဒီလိုအမြင်လေးဒီလိုအမြင်ပဲယူပါတယ်လက်ပံကြောက်ပြဿနာရှင်းပါ၏တပိတ်တောင်2000ခွဲပါရှင်2000ခွဲပါဒီလိုလေးဝယ်ပါတယ်2000ခွဲပါအိမ်ရောက်ဖို့ပါရှင်တတင်ကဘာညာဆိုရင်တော့2000နဲ့2000ဈေးပေးပါမယ်အိမ်ရောက်ဖို့ဆို2000ခွဲဒါပေမဲ့ဘိုင်မှာပြရပါမယ်တချို့ကဆိုတာတွေမို့တက်တာတွေပါတဲ့ရေတွေနဲ့အုပ်လာတဲ့အတွက်ပေါ့နော်ဒါကတော့အိမ်ရောက်ဖို့ပဲရောင်းအိမ်ရောက်ဖို့ပဲလိုက်တော့မယ်နော်အိမ်ရောက်ဖို့ပါလဲဆိုကြည့်ရတာမလို့ပေါ့တအားကိုလက်မကြောက်ကဂူးဆက်ရတဲ့အိမ်ရောက်